ကဲအားလုံးပဲမင်္ဂလာပါကိုရှမ်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုးဆိုပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျန်းမာခြင်းနဲ့ပြည့်စုံနေကြပါစေကောင်းမှုသောနေ့လေးတွေနေ့ရက်နေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နေကြပါစေလူဝင်ဆန္ဒတွေလည်းတုံးတော့ပြည့်ဝနေကြပါစေလို့ကိုရှမ်းရဲ့ YouTube channel အသစ်ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုဆုမကောင်းတောင်းပေးလိုက်ပါကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲနော်မနှက်ဖြန်တောက်ကြနေပွဲသိမ်းနေနော်ပွဲသိမ်းနေနေကုန်းစားအတွက်ကိုလာရောက်တင်မိတယ်ဗီဒီယိုပိုင်းလေးဖြစ်ပါတယ်ကျွန်တော်ကိုမိုင်အားလုံးပဲတောက်ကြနေနေကုန်းမှာဒီကနေ့3ဝက်တည်းထိုးပါကျွန်တော်ကိုမိုင်အားလုံးပဲเนาะကနေ့အကွက်အများကြီးထိုးစရာမလိုဘူးအကွက်နည်းနည်းနဲ့အကွက်ချင်းချင်းပေါက်ဖို့အတွက်ကျွန်တော်ကိုမိုင်အတွက်ကျွန်တော်ရရှိတဲ့ကနေ့လေးကျွန်တော်ကိုမိုင်အတွက်လာရောက်ပြီးတော့တင်ပေးတာအဲ့ဒါကြောင့် channel ကို subscribe မနေရသေးရဲ့ကိုမိုင်ပိုင်း subscribe လေးတောက်ချက်နေမယ် subscribe နေပြီးသားလူဟောင်းကိုမိုင်ပိုင်းလေ2 3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှဝေပေးပါเนาะကျောရှိမှာအဖို့ဝင်ထားတဲ့ကိုမိုင်အားလုံးပဲเนาะကိုလှုပ်ရှားရှိရဲ့အလုပ်ကိုလုပ်ပါကျွန်တော်ကိုမိုင်အားလုံးပဲเนาะကျွန်တော်ကြံထရအတွက်ပေးထားတာကျွန်တော်ကိုမိုင်အားလုံးပဲအတီးဆုံးအပတိုင်းတို့လိုလုံးဝအစင်မြေတယ်ရတယ်ပေါက်နေကြเนาะကျွန်တော်ကိုမိုင်အားလုံးပဲဘာမှစိတ်တမကြနဲ့မနှက်ဖြန်ထပ်ပြီးတော့ကျွန်တော်စူးစမ်းပေးထားတယ်เนาะကဲမနှက်ဖြန်မှာကျွန်တော်အကြိုက်ဆုံးဝမ်းချင်းကတော့9ပတ်သီးပါเนาะ9ပိုင်9ပိုင်ပါကျွန်တော်ကိုမိုင်အားလုံးပဲ9ပိုင်9ပိုင်ပါเนาะ9ပါတော့9ပါတော့မနှက်ဖြန်တောက်ကြနေပွဲသိမ်းနေကုန်ကိုအဓိကရွေးချယ်ပြီးတော့လိုက်ကစားမယ်လိုက်ထိုးမယ်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะ9နဲ့ပတ်သက်ရင်လည်း3ဝက်ထည့်ပေးမှာ9နဲ့ပတ်သက်ရင်လည်း3ဝက်ထည့်ပေးမှာเนาะကျွန်တော်ကိုမိုင်เนาะတီတီမီနဲ့ share ဆိုရမယ်အကွက်အများကြီးထိုးစီရမလို့အကွက်နည်းနည်းနဲ့ပေါအောင်လုပ်ပေးမယ်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะအဲ့ဒါကြောင့်လိုက်လက်မလေးကြောက်ရှက်နေမယ်ဗျာကျွန်တော်ကိုမိုင်အားလုံးပဲเนาะလိုက်လက်မလေးကြောက်ရှက်နေမယ်เนาะဒီနေ့မှလည်းကနန်းလေးရနည်းနည်းတော့ညဝါပြီเนาะ65ဆိုကိုကြီးကနန်းကျွန်တော်ကိုမိုင်အားလုံးပဲအတီးဆုံးเนาะလုံးဝအဆင်ပြေမှာဗျာကျွန်တော်ကိုမိုင်အားလုံးပဲနေတဲ့ရကိုမိုင်အားလုံးပဲเนาะမနက်စင်းမှလည်း3.5ဖြစ်ရင်လည်းကျွန်တော်ကိုမိုင်အားလုံးပဲအဆင်ပြေတယ်เนาะညနေစင်းမှလည်း9.5ဖြစ်ရင်လည်းကျွန်တော်ကိုမိုင်အားလုံးပဲအဆင်ပြေတယ်เนาะကနန်းကကိုကနန်းလေးပဲကတ်လွဲနေရဗျာကျွန်တော်ကိုမိုင်เนาะဒါပေမဲ့မနက်ဖြန်တောက်ကြနေကုံစာအတွက်ကျွန်တော်လာရောက်တင်ပြီးတယ်ဗီဒီယိုပိုင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုမိုင်အားလုံးပဲမနက်ဖြန်မှာကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းပေးထားတယ်ဗျာမနက်ဖြန်မှာ9ပိုင်9ပိုင်ပါเนาะကနန်း3ဝက်တည်းထိုးရမယ်ကျွန်တော်ကိုမိုင်အားလုံးပဲတင်ကွက်မရွေးပိမရွေးချယ်ထားဘူးကနေ့3ဝက်တည်းထိုးရမယ်အကြိုက်တူတဲ့ဝန္တာတူရဲ့ကိုမိုင်အားလုံးပဲ like ဆော့မယ်တင်ထိုးမယ်เนาะကျွန်တော်ကိုမိုင်ကဲဒါဆိုရင်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะကျွန်တော်9နဲ့ပတ်သက်တဲ့အကြိုက်ဆုံးကနေ့3ဝက်ခေါ်ပြီးမယ်ပြီးရင်9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး3ဝက်ခေါ်ပြီးမယ်เนาะပြီးရင်ကီးတွဲခွေလေးခေါ်ပြီးမယ်ကျွန်တော်ကိုမိုင်เนาะဆောင်းရင်းနဲ့ဘောပင်ရှိရဲ့ကိုမိုင်အားလုံးပဲဆောင်းရင်းနဲ့ဘောပင်နဲ့မှတ်ပေးတာပါဆောင်းရင်းနဲ့ဘောပင်အနားမှာမရှိရဲ့ကိုမိုင်ရာကျွန်တော် comment မှာတစ်ချက်လောက်ရေးပေးပါအပန်မကြည့်လို့ရှိရင်เนาะကဲဒါဆိုရင်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะကျွန်တော်အကြိုက်ဆုံးတင်ခွက်တွေမခေါ်ခင်မှာเนาะတောက်ကြနေကုန်းစာလက်ဆောင်လိုချင်တဲ့ကိုမရဲ့အားလုံးပဲเนาะလက်ဆောင် live လို့ရပါပြီလူဟောင်းကိုမရဲ့ပြောတာမဟုတ်ပါဘူးလူသိကိုမများကိုပြောတာပါလက်ဆောင်မီဝါသေးရဲ့ကိုမရဲ့အားလုံးပဲเนาะလက်ဆောင်ပတိနဲ့လက်ဆောင်ကနန်းပေးမယ်ကျွန်တော်ကိုမရဲ့အားလုံးပဲရှေ့တစ်ပတ်အတွက်ကိုလည်းအဖို့ဝင်ပြီးသားဖြစ်တယ်เนาะကန်ဆယ်ကြီးက1000ပါကျွန်တော်ကိုမရဲ့အားလုံးပဲ1000နဲ့ဘာတွေရမလဲဆိုရင်เนาะရှေ့တစ်ပတ်เนาะရှေ့တစ်ပတ်တလင်းနာအင်ကာဖို့တဘူးအဲ့3ရက်ကိုလည်းတရားရဂိုင်းတို့လုံးဝအာမခံတဲ့ဇာတို့ပတ်တီးနဲ့မွေးကနန်းရမယ်ပြီးတော့လည်းကျွန်တော်ကိုယ်အားလုံးပဲဒီတောက်ကြနေကုန်းစာကျွန်တော်ရရှိထားတဲ့လုံးပိုက်ပတ်တီးတစ်လုံးနဲ့ကျွန်တော်ကနန်းရွေးချယ်ပေးထားတယ်အကွက်အများကြီးမထိုးပါဘူးကျွန်တော်ကိုယ်အားလုံးပဲအကွက်နည်းနည်းနဲ့တောက်ကြနေကုန်းမှာရှေ့ကိုအဆင်ပြေစေရမယ်เนาะကျွန်တော်ရှိမှာမနေ့ကဖုန်းဝင်တိုင်းကိုယ်အားလုံးပဲကြာပြီးတောက်ကြနှစ်ရက်လိုက်စော်ပြီးလုံးဝအဆင်ပြေမယ်ကျွန်တော်ကိုယ်အားလုံးပဲရှေ့လာမဲ့ပွဲတော့ကိုလည်းကျွန်တော်ဘက်ကစောထွက်မယ်ပတိလေးရွေးချယ်ပေးထားမယ်ကျွန်တော်ကိုမိုက်เนาะကျွန်တော်မွေးကနန်းကိုတော့အတက်နိုင်ဆုံးအဆင်ပြေအောင်လုပ်ပေးမယ်ကျွန်တော်ကိုမိုက်เนาะကဲဒါဆိုရင်ငါးနဲ့ပတ်သက်တဲ့ကနန်းခေါ်ပေးမယ်ငါးနဲ့ပတ်သက်ရင်အဓိကရွေးချယ်ရမယ်ကနန်းလေးရာ915450เนาะ915450အဲ့ကနန်း3ခွက်တည်းထိုးเนาะငါးနဲ့ပတ်သက်ရင်အဲ့ကနန်း3ခွက်တည်းထိုးကျွန်တော်ကိုမိုက်အားလုံးပဲနေကုန်လိုက်ဆော့မယ်เนาะမနေ့ပိုင်းထွက်ရင်เนาะမနေ့ပိုင်းထွက်ရင်တော့ကျွန်တော်ကိုမိုက်တို့ကျွန်တော်ညနေစီလာရောက်တင်ပေးမယ်မနေ့ပိုင်းမထွက်ခဲ့ရင်ညနေစီကိုတင်ထိုးဖို့တာပြင်ထားကျွန်တော်ကိုမိုက်เนาะကဲ9နဲ့ပတ်သက်ရင်9493ခွန်ပါเนาะ9493ခွန်ပါ9နဲ့ပတ်သက်ရင်အဓိကရွေးချယ်ပြီးတော့လိုက်ကစားမယ်လိုက်ထိုးမယ်ကျွန်တော်ကိုမိုက်เนาะ9493ခွန်ပါ9493ခွန်ပါ9နဲ့ပတ်သက်ရင်အဓိကရွေးချယ်ပြီးတော့လိုက်ဆော့ရမယ်ကနန်းလေးပါကျွန်တော်ကိုမိုက်เนาะဒါဆိုရင်ကျွန်တော်တို့အကြိုက်ဆုံးကီးတော့ခွေလေးခေါ်ပေးမယ်เนาะကျွန်တော်ဘယ်ဖုန်းနံပါတ်ကိုဆက်သွယ်ရမယ်မသိသေးရဲ့ကိုမရဲ့အားလုံးပဲကျွန်တော်ဖုန်းနံပါတ်ကိုတစ်ခေါက်ပဲခေါ်ပေးမယ်เนาะကန်ဆယ်ကြီး1000ပါကျွန်တော်ကိုမရဲ့အားလုံးပဲကန်ဆယ်ကြီး1000ပါเนาะရှေ့တစ်ပတ်တော့ကိုလည်းအဖို့ဝင်ပေးသားဖြစ်တယ်ဗျာဒီတောက်ကြနေကုန်းစားကိုလည်းလက်ဆောင်ပတိနဲ့လက်ဆောင်ကနန်းရရမယ်เนาะ
အကွက်များကြီးလုံးဝထိုးစရာမလိုရှုံးကြီးများနေတဲ့ကိုမိုင်းအားလုံးပဲအဓိကရွယ်ပြီးတော့ကျွန်တော်ရှိမှာလာယူပေးပါနော်ကျွန်တော်ဘက်ကတော့တောက်ကြနေကုန်မှာကျွန်တော်ကိုမိုင်းတွေကျွန်တော် share ပေါက်အောင်လုပ်ပေးမှာအဲ့ဒါကြောင့်နောက်တစ်ဝက်တော့လည်းအကောင့်ဆုံးဖြစ်တဲ့ကနေလေးပဲကျွန်တော်ကိုမိုင်းတွေချပေးမှာနော်ကျွန်တော်တလင်းနာအင်္ဂါဗိုလ်တပ်ဘူးဆိုပေမဲ့လေကျွန်တော်ကိုမိုင်းအားလုံးပဲတလင်းနာအင်္ဂါမိုင်းအမြဲကြနေရနော်ကျွန်တော်ကိုမိုင်းအားလုံးပဲအသီးဆုံးနော် share တစ်ဝက်တော့လည်းကျွန်တော်ဘက်က share လုပ်ပေးမှာကျွန်တော်ကိုမိုင်းအားလုံးပဲနော် share တစ်ဝက်တော့ကို share ကျုံးကျင်တဲ့မိသားစုကိုမိုင်းအားလုံးပဲအခုတည်းကအဖုံးဝင်ထားလို့ရတယ်နော်အခုတည်းကအဖုံးဝင်မယ်ဆိုရင်ဒီတောက်ကြနေကုန်စားလက်ဆောင်ကနေရမယ်နော်ကျွန်တော်ကိုမိုင်းအားလုံးပဲနော်ဒါဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်လေးခေါ်ပေးမယ်နော်တခြားလေးမှန်မယ်ကျွန်တော်ကိုမိုင်းအားလုံးပဲဆက်သွယ်ရမယ်နံပါတ်ကတော့903လုံး33998ပါနော်တခြားလေးနားထောင်မယ်နော်နောက်တစ်ခေါက်ပြန်ခေါ်မယ်ကျွန်တော်ကိုမိုင်းအားလုံးပဲကျွန်တော်ပြောတာနားလေလားကျွန်တော်ကိုမိုင်းအားလုံးပဲနော်903လုံး33998ပါနော်ကျွန်တော်ဓာတ်ရိုက်ဆက်ပါကျွန်တော် iPhone နံပါတ်မှာနော် Viber လေးသုံးပါတယ်ကျွန်တော်ကိုမိုင်းအားလုံးပဲဓာတ်ရိုက်ဆက်ရင်ပိုကောင်းတယ်ဗျာကျွန်တော်ကိုမိုင်းအားလုံးပဲမနေ့ဖြော share ကျုံးဝင်ဗျာကျွန်တော်ကိုမိုင်းနော်ကဲဒါဆိုရင်ကီးတွဲခွေလေးကတော့9816ကီးတွဲခွေလေးပါ9816ကီးတွဲခွေလေးပါเนาะကျွန်တော်ကိုမိုင်းအားလုံးပဲကီးတွဲခွေကြိုက်တဲ့ကိုမိုင်းတွေ9816ကီးတွဲခွေလေးပါเนาะ9816ကီးတွဲခွေလေးပါเนาะ9ပိုင်း9ပိုင်းမှာ9နဲ့ပတ်သက်ရင်3ခွက်ပဲထိုးเนาะ915450 9နဲ့ပတ်သက်ရင်လည်း3ခွက်ပဲထိုး9493ခုเนาะ9နဲ့ပတ်သက်ရင်3ခွက်9နဲ့ပတ်သက်ရင်3ခွက်เนาะအကွက်အများကြီးထိုးစရာမလိုဘူးเนาะဒီတောက်ကြလေးနေကောင်မှာကျွန်တော် share ကြိုးစားပေးထားတယ်เนาะကျွန်တော်ကိုမိုင်းအားလုံးပဲယုံကြည်ရဲ့ကိုမိုင်းအားလုံးပဲလိုက်လက်မလေးနှိမ့်မယ် channel ကို subscribe မနေရသေးတဲ့ကိုမိုင်းပိုင် subscribe လေးတောက်ချက်နေမယ်ဗျာကျွန်တော်ကိုမိုင်းအားလုံးပဲเนาะကီးတွဲခွေလေးကတော့9816ကီးတွဲခွေလေးပါเนาะ9816ကီးတွဲခွေလေးပါ9ပိုင်း9ပိုင်းအလုံးမလုံးဘူးဆိုရင်ကီးတွဲခွေလေးကိုဂီးဆိုင်မယ်9816ကီးတွဲခွေလေးเนาะကျွန်တော်ကိုမိုင်းအားလုံးပဲမနေ့ဖြမှာ share ကျုံးဝင်ဗျာကျွန်တော်ကိုမိုင်းအားလုံးပဲเนาะကဲလူသိကောင်များကျွန်တော်ရှိမှာတေချာလေးနားထောင်ပြီးရော live ပေးပါစောက်တယ်ပေးပါเนาะကျွန်တော်ကိုမိုင်းအားလုံးပဲဇာတို့ပတ်ပြီးရောမွေးကနေနှောက်ကလေးတွဲဆောင်နိုင်မှာကျွန်တော်ရှိမှာ live ပေးပါเนาะကျွန်တော်ကိုမိုင်းအတွက်ကျွန်တော် share ကြမယ် share ရမယ်ကနေလေးပဲပေးမှာเนาะအဲ့ဒါကြောင့်မွန်ရတဲ့ကိုမိုင်းအားလုံးပဲစောစောလေးလောင်းဝင်ပေးပါเนาะ share တက်ကိုလည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ထက်ကြိုးစားပေးပြီကျွန်တော်ကိုမိုင်းအားလုံးပဲเนาะကဲဒါဆိုရင်ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲကျွန်တော်ကိုမိုင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေတိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဒုံရင်ဆန္ဒတွေဒုံတစ်ခုပြေဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel အသစ်ကနေပြီးတော့မိတ်ဆွေကိုမိုင်းအားလုံးပဲစုမကောင်တောင်းပေးလိုက်ပါကဲကျွန်တော်မိတ်ဆွေကိုမိုင်းအားလုံးပဲမနေ့ဖြန်တောက်ကြနေကုန်မှာအားလုံးပဲကံကောင်းကြပါစေဗျာเนาะအားလုံးပဲဘိုင်းပါ